ဒီလူကထောင်ထဲကိုဝင်ပြီးလူတစ်ယောက်ကိုတတ်ဖို့အတွက်အစီအစဉ်ကြီးတစ်ခုကိုစတင်ပြင်ဆင်ခဲ့တယ်။အရင်ဆုံးဖောက်ခွဲရေးပစ္စည်းကိုတေးသေးလေးတွေဖြစ်အောင်ပြုလုပ်ပြီး PK လိုပုံစံဖန်တီးကတံပြားနဲ့ထုတ်ပိုးလိုက်တယ်ပြီးတော့ secret ဘူးထဲမှာလည်းလျှို့ဝှက်ပစ္စည်းတစ်ခုထည့်ထားလိုက်တယ်။ဒါတွေမကပဲခြေရာခံနိုင်မဲ့ပစ္စည်းနဲ့ထူးခြားတဲ့အရေးတစ်မျိုးကိုပါအသင့်ပြင်ဆင်ထားခဲ့တယ်။နောက်ဆုံးသူနဲ့ရုပ်ရည်စင်နဲ့အလိုရှိနေတဲ့ရာဇဝတ်သားတစ်ယောက်ကိုရှာတွေ့သွားပြီးအဲ့ဒီလူရဲ့ပုံစံအတိုင်းမျက်နှာကိုပြင်ဆင်လိုက်တယ်။ပြီးတော့လမ်းပေါ်ထွက်ပြီးရဲတွေကိုတမင်တကာရန်စခဲ့တဲ့ရဲတွေကသူ့ကိုဖမ်းပြီးဒူးထောက်ခိုင်းတဲ့အချိန်မှာတော့သူ့ရဲ့အတူအယောင်ထောက်ထားကိုတမင်ဖော်ပြလိုက်တယ်။အဲ့ဒီလိုနဲ့သူ့ကိုပင်လယ်ထဲကအထူးလုံခြုံရေးအကျဉ်းထောင်တစ်ခုစီပို့လိုက်ကြတယ်။ထောင်ဝင်စစ်ဆေးတဲ့အချိန်မှာလည်းသူ့မျက်နှာပေါ်ကတက်တူးတွေကြောင့်အဆောင်တွေကဘာမှမတင်လာခဲ့ဘူး secret ဘူးနဲ့ PK တွေကိုပါစစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့တာကြောင့်သူ့ပစ္စည်းတွေကိုပြန်ပေးလိုက်ကြတယ်။ထောင်ထဲရောက်တာနဲ့သူ့ရဲ့အဓိကပြစ်မှတ်ကိုရှာတွေ့သွားတယ်။ဒါပေမဲ့ပြစ်မှတ်ကတာမန်လူမဟုတ်ဘူး။နေတိုင်းလေ့ကျင့်ခန်းလုပ်တဲ့အချိန်တောင်အများရန်ကိုရန်တော်တွေကဝန်းရံထားတာကြောင့်သူ့အနေနဲ့တိုက်ရိုက်တိုက်ခိုက်ဖို့မလွယ်ကူခဲ့ဘူး။အဲ့ဒီအချိန်မှာအကျဉ်းသားတစ်ယောက်ကသူ့ကိုလှုပ်ဝက်ချက်တစ်ခုပြောပြတယ်။သူ့ပြစ်မှတ်ကိုတက်ချင်နေတဲ့လူနောက်တစ်ယောက်လည်းထောင်ထဲမှာရှိနေတယ်တဲ့။တိတ်မကြခင်မှာပဲဓာတ်တစ်ချောင်းကိုအကျဉ်းသားတွေကြားလှုပ်ဝက်ပေးဖို့နေကြတာကိုသူတွေ့လိုက်ရတယ်။အဲ့ဒီဓာတ်ကလူဝါကြီးတစ်ယောက်စီမှာရှိနေမှန်းသိသွားတဲ့အခါအစားတောက်စားချိန်မှာတမင်ရှုပ်ရှင်းဖန်တီးပြီးဓာတ်ကိုခိုးယူလိုက်တယ်။ဒီနေ့မှာတော့ပြစ်မှတ်ကလေ့ကျင့်ခန်းလုပ်နေတော့လူတစ်ယောက်ကရုတ်တရက်ပြေးထွက်လာပြီးသူ့ကိုတတ်ဖို့ကြိုးစားလိုက်တယ်။အဲ့ဒီအချိန်မှာဒီလူကမမျှော်လင့်ထားတဲ့အရာတစ်ခုလုပ်လိုက်တယ်။သူ့လက်ထဲကဓာတ်ကိုလွှင့်ပစ်ပြီးတိုက်ခိုက်သူကိုတားဆီးကပြစ်မှတ်ရဲ့အသက်ကိုကယ်လိုက်တယ်။ပြစ်မှတ်ကလည်းသူ့ကိုကျေးဇူးတင်သွားပြီးသူ့အခန်းထဲမှာအတူတူစားဖို့ဖိတ်ခေါ်လိုက်တယ်။အဲ့ဒီလိုနဲ့အဆောင်တွေကသူ့ကိုပြစ်မှတ်ရဲ့အခန်းထဲခေါ်သွားကြတယ်။အခန်းထဲရောက်တော့ပြစ်မှတ်ကဆေးဘက်ဝင်ပင်မျိုးစုံနဲ့ကျန်းမာရေးအတွက်ဆေးတစ်မျိုးပေါ်နေတယ်။အဲ့ဒီအချိန်မှာသူ့အကြည့်ကငွေတွေပါဝင်နေတဲ့ဝိုင်ပလင်းတစ်လုံးပေါ်ကျရောက်သွားတယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူ့ကောင်းထဲမှာအစီအစဉ်တစ်ခုပေါ်လာတယ်။သူကတစ်သားချောင်းတစ်ချောင်းကိုယူပြီးပြစ်မှတ်ကိုနောက်ကနေဖမ်းချုပ်လိုက်တယ်ပြီးတော့သတင်းပေါက်နားထိတွန်းပို့လိုက်ပြီးအဝတ်တစ်ခုနဲ့မျက်နှာကိုဖုံးထားလိုက်တယ်။ပြစ်မှတ်သတိလစ်သွားတဲ့အခါသူကအခန်းထဲမှာဆက်ပြီးသူ့အစီအစဉ်ကိုအကောင့်ထဲပေါ်နေခဲ့တယ်။အပြင်မှာရှိတဲ့ကိုရန်တော်တွေကအခန်းထဲကအတန်တွေကြားပြီးဘာဖြစ်နေတာလဲလို့မေးလာကြတယ်။ဒါပေမဲ့သူကအေးအေးဆေးဆေးနဲ့သူဆုတောင်းနေပါတယ်လို့ပြန်ဖြေလိုက်တယ်။အဆောင်တွေကအခန်းထဲကိုခဏကြည့်ပြီးထူးခြားတာမတွေ့တာကြောင့်ပြန်ထွက်သွားကြတယ်။ဒီလူလည်းဘာမှမဖြစ်သလိုအခန်းထဲကနေထွက်လာခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲအကျဉ်းထောင်ဆောင်တွေကပြစ်မှတ်မှာတခုခုဖြစ်နေပြီဆိုတာသိသွားကြတယ်။တစ်ထောင်လုံးကိုပိတ်ဆို့ပြီးတရားခံကိုလိုက်ရှာကြတော့ဒီလူကတော့လူအုပ်ကြားထဲမှာတခြားလမ်းကိုရှောက်ပြီးအေးအေးဆေးဆေးထွက်ပြေးနေခဲ့တယ်။နောက်ဆုံးနေရန်တစ်ခုရှိကိုရောက်လာတဲ့အခါသူ့ရဲ့နောက်ဆုံးအစီအစဉ်ကိုစတင်လိုက်တယ်။သူအသင့်ပြင်ထားတဲ့ PK ပုံစံဖောက်ခွဲရေးပစ္စည်းကိုအသုံးပြုပြီးနေရန်မှာရှိတဲ့အပေါက်သေးသေးလေးတစ်ခုကိုဖောက်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဆောင်တွေကတစ်ပါးကလာတော့မဲ့အချိန်မှာပဲဘုံကပောက်ကွဲသွားတယ်။ပောက်ကွဲမှုကြောင့်နေရန်မှာအပေါက်ကြီးတစ်ခုဖြစ်သွားပြီးသူကတစ်သားချောင်းကိုအသုံးပြုပြီးအပေါက်ကိုထက်ချဲလိုက်တယ်။ပြီးတော့အဲ့ဒီအပေါက်ထဲကနေတွားသွားပြီးနောက်ဆုံးမှာမီတာ100လောက်မြင့်တဲ့6ကမ်းပါးပေါ်ကနေပင်လယ်ထဲကိုခုန်ချလိုက်တယ်